online စလုပ်တော့ဘလူတောင်တွေးလဲဆိုလို့ရှိရင်လေအသက်ကတော့16နှစ်ပဲရှိသေးရအောင်အော်ငါ16နှစ်ပြည့်မှလုံနိုင်မှာအဲ့လိုမျိုးတွေးခဲ့ဘူးရပေါ့နော်ကြတော့လေ online လောက်တာအသက်ရွယ်နဲ့မဆိုင်ဘူးတိလားဤတို့ဂျူလီတင်ထဲမှာဆိုလို့ရှိရင်လေဤတဲ့အသက်ငယ်တဲ့သူတွေအများကြီးပါတယ်အခုချိန်မှာဘလူတောင်တွေးလဲဆိုလို့ရှိရင်အော်ငါဒီတက်ထောင်ပို့ပြီးတော့မှအလုံးလုံးတင်သေးရပဲဆိုပြီးတော့မှတွေးမိရပေါ့နော်အဲ့လိုပြောလိုက်လို့မမတို့ကအသက်20ကျော်နေပြီလုံးလို့ရပါမလားဆိုလို့ရှိရင်ရပါတယ်ဤစီမှာကိုယ်စလဲဝင်တဲ့သူလေးဆိုလို့ရှိရင်20ကျော်ရှိရပြီးတော့30ကျော်ကလေးမေမေလေးတောင်ရှိရပေါ့နော်အဲ့တော့ကိုကတကယ်ကြီးလှုပ်ရှင်နေဆိုလို့ရှိရင် online business မှာစပြီးတော့မှလုံးလို့ရပါတယ်ဒီနေ့ကကျတော့မနက်ခင်းပိုင်းမှာဤတို့ရဲ့ leader က training ပေးတယ်အပြေးဝတင်ယူတယ်ပြီးတော့ဤရဲ့ကိုယ်စလဲလေးကိုပေါ့နော်နေပြီးတော့ကိုယ်စလဲလေးကို by one training ပေးပြီးတော့မှဒါစက်ရင်းလုပ်နေရပါတော့အရန်ဒေါ်လာလို့ဤကိုအားကြနေတာလေဟုတ်ကဲ့ပါအခုလိုမျိုးပြောပြရတဲ့များကျေးဇူးတင်ပါတယ်ဒီမမကကြတော့ဤတို့ဂျူလီရဲ့မိမိဘိုးရဲ့ကိုမလေးရှားနိုင်ငံကနေပြီးတော့မှရောင်းတာပေါ့နော်အဲ့တော့အရန်စီလုံးနဲ့ဤတို့ဂျူလီတင်တဲ့ကိုဝင်ချင်းနဲ့ online လဲစလုပ်ချင်တယ်ဆိုလို့ရှိရင်ဤစီမှာဂျူလီ10ကဲမိမိဘိုး10ကဲနဲ့ကိုယ်စလဲဝင်လို့ရပါတယ်အဲ့တော့အသေးစိတ်မြင်ရချင်တာရှိနေဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်ကနေဆက်သွယ်ပေးပါရှင်